နားတော်တာစင်နေကြတယ်ဓမ္မမိတ်ဆွေအပေါင်းတို့ရေလောကသုံးပါးမှာအတူမရှိတဲ့အနိုင်မဲ့ယရနာအစစ်ဖြစ်သောဖရာယရနာတရားယရနာတန်ဃာယရနာမြတ်သုံးပါးတို့ရဲ့ဘုံရိတ်ကံရိတ်မေတ္တာရိတ်တို့မှာခိုးလုံပြီးလောကီလောကုတ္တရာနှစ်ဖြာသောကောင်းကျိုးများတိုးပွားအောင်မြင်အစဉ်ပြေကြပါစေကြောင်းယရနာတကောဖြင့်တိတ်တီတိုးပြီးကောင်းကျိုးပရိသာဖြစ်နိုင်ကြစေဖို့မေတ္တာရေလောင်းဆုချွေတောင်းလိုက်ရပါတယ်ခင်ဗျာကိုကုံကအရဟံအစာပြုချီဘဂဝါသုထဘဝချုံများမျက်နှိပ်ပံလညို့ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ယူကြခါရဲ့လက်ဆုံးရှိကိုပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရှင်လန်းကြပါစေကိုကုံကအရဟံအစာပြုချီဘဂဝါသုထဘဝချောင်းများမျက်နှိပ်ပံလညို့ပြတဲ့ဘုံတော်ကြီးမှာကိုပါတို့အရှင်ဝိနည်းယအနန္တတတဝငြိမ်းဖို့ရစိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ယူကြခါရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရှင်လန်းကြပါစေသခါတော်ဝိရိတဘော၆ပြကုံပြည့်စုံသောတရားတော်မြတ်ကိုကျင့်ကြံကလမ်းမှန်ရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်အင်းဉ္ဇာမြတ်တရားကိုကာယကမနောဝစီဥတည်ရှုကြခါရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရှင်လန်းကြပါစေသာသနာတော်တည်တဲ့ရေးတွေတို့ဘုရားရှင်သားတော်များမှာတေချာလေးနဲ့ထဆောင်ရွက်ကသဗ္ဗရိပံတော်ပုံညက်ခေတံကိုဘုံအရိယများကိုကာယကမနောဝစီဥတည်ယူကြခါရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအလုံးမဲ့ရှင်လန်းကြပါစေချမ်းသာခြင်းအစစ်မှန်ရဖို့ယရနာသုံးပါးစိကတွားဝမယ်သုံးလူရှင်ဘုရားဝါဒမို့အကျိုးမျှော်လို့ရဲ့ဆုတောင်းပေးပါတယ်လေအလုံးမဲ့ရှင်လန်းကြပါစေဖယားဖတ်တော်အသက်ရှိတရားဖတ်တော်အမျက်ပြေတန်ဃာဖတ်တော်အခန့်ဝေးအရာရာတွေစင်ပြေကြစေဖို့ဖယားကိုယ်ွယ်တကိုးကျွေအပေမကြနိဗ္ဗာန်ရတရားကိုယ်ွယ်ပညာကျွေအပေမကြနိဗ္ဗာန်ရတန်ဃာကိုယ်ွယ်စည်းစိမ်ကျွေအပေမကြနိဗ္ဗာန်ရဆိုသလိုကိုယ်ွယ်စည်းကပ်ရာအစစ်မှန်ဖြစ်ကြတဲ့ယရနာမြတ်သုံးပါးတို့အားယုံကြည်လေးစားကိုယ်ွယ်စည်းကပ်ကြသောအားဖြင့်ဘေးကင်းရန်ကင်းအန္တရာယ်ကင်းစွာဖြင့်ဒါနသီလဘာဝနာတရားများကြိုးစားပြုလို့အားထုတ်နိုင်ကြပါစေသီလသမာဓိပညာတရားများတိုးပွားရင့်သန်ပြီး
ယနေ့ပဲစခန်းတို့တိုင်အောင်ရောက်လန်းနိုင်ကြပါစေကိုကုံကအရဟံအစာပြုတ်ချီဘဂဝါသုထဘဝဲချောင်းများမျက်နှိပ်ပံလမ်းညို့ပြတယ်ဘုံတော်ကြီးမှာကုံကိုပါတို့အရှင်ဝိနည်းယအနန္တတတဝငြိမ်းရဖို့ရန်စိတ်တန်နဲ့မဟာကရုဏာမြတ်ဗုဒ္ဓသခင်ကာယကမနောဝစီဥတည်ယူချိုကရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအားလုံးပဲရွှင်လန်းကြပါစေတခါတော့ဝိရိတဘော၆ပြာကုန်ရင်ပြည့်စုံတော့တရားတော်မြတ်ကိုကျင့်ကြံကလမ်းမရောက်လို့ချမ်းသာဒုက္ခရမည်မလွယ်အင်းငြိမ်းရမြတ်တရားကိုကာယကံမနောဝစီဥတည်ရှုချိုးကာရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအားလုံးပဲရွှင်လန်းကြပါစေသာသနာတော်တည်တံ့ရေးအတွက်တို့ဘုရားရှင်သားတော်များမှာတေချာလေးနဲ့ထမ်းဆောင်ရွက်ကသုပရိပန်တော်ပုံညက်ခေတ္တကိုကိုရင်အရိယများကိုကာယကံမနောဝစီဥတည်ရှုချိုးကာရဲ့လက်ဆုံးရှိခိုးပါသည်အနန္တမြတ်ဝိနည်းယအားလုံးပဲရွှင်လန်းကြပါစေချမ်းသာခြင်းအစစ်မှန်ရဖို့ယရနာသုံးပါးစီကံတော်ဝမယ်သုံးလူရှင်ဖျားဝါဒမို့အကျိုးမျှော်လို့ရဲ့ဆူတောင်းပေးပါတယ်လေအားလုံးပဲရွှင်လန်းကြပါစေ